ကျိုးပြီးတော့ချပြီးရနော်အားလုံးမပေးခင်ပါပဲရှင်တွေကကျိုးပြီးတော့ချပြီးရနော် Christmas shop လေးအချစ်စီပေးဘယ်လိုပြောမလဲဒီလိုမျိုး90ဝင်ဒါတမင်ပေးတယ်နော် Christmas မှာပြလုံးရချမပေးဘူးလောက်မြင်ပါစီဒီလေးရှိတာရောင်းပေးတယ်နော်ဒီလေးရှိတာလေးဒီလိုမျိုး90ဝင်ရတယ်အဲ့လိုတမင်ပေးမယ်ဘယ်နဲ့ရောက်လို့လဲဆိုရှင်တယောက်ပေးမယ်နော်အများကြီးမပေးလိုက်ပါဘူးရှင်ကဲနော်90ဝင်ရတယ်ဒီလိုမျိုးတကွင်းလက်ဆောင်ပါရှင်အယောင်ဝေကြီးရပါတယ်လုံးဝဆင်ရဝေကျူလဲဆရာမလို့ပါဘူးရှင်ကာလာလေးလက်ပြလို့ပေးတယ်ကာလာရွေးချင်တယ်ဆိုရင်လည်းဒီမှာနော်ဒီဘက်မှာလည်းရှိသေးရနော်ကာလာလေးစုံပါရှင်ဒီနေ့ပြင်တဲ့ဆရာဆောက်ပြီးပါရှင်တစ်ချက်ကလေးနော်နော်ဒီလိုမျိုးခုနတောင်ပြည့်တယ်လက်ရက်ချက်စစ်စစ်တော့လုံးဝဆက်ရက်တယ်မဟုတ်ပါဘူးရှင်လက်ရက်ဆက်တယ်နော်ဒီလိုဆံဝဲလေးပြီးပါရှင်ဈေးကောက်တော့ဒီ6000ကျော်လာပြီးဟောင်းနေတယ်ဒီလိုမျိုးပြင်လို့မျိုးပြင်နေစီမှာလုံးဝတစ်ခွင့်ရတဲ့နော်လုံးဝတစ်ခွင့်လည်းလက်ဆောင်ပေးမယ်ပုံမှန်ရောင်းစီ9000နဲ့9000တစ်ထောင်လျှော့ပေးမယ်9400နဲ့လာယူပဲနော်9400နဲ့လာယူပဲတင်ဘူး9စုံပြည့်အောင်ဝယ်တာနဲ့ခုနကလုံးဝလေးလက်ဆောင်တစ်ခွင့်ပေးပါမယ်ရှင်တယောက်ပဲပေးမယ်နော်အများကြီးမပေးနိုင်ပါဘူးရှင်ရွှေစင်နော်အဲ့ဒါတယောက်ထဲရပါမယ်အဲ့လုံးဝလေးရကျင်နေဆိုရင်တော့အမြန်ဆုံးလာပြီနော်ဈေးကွက်မှာ6000ကျော်လောက်ပေါက်နေတယ်ဒီလိုမျိုးနှစ်ချက်ကလက်ရက်ထဲစစ်စစ်9000ပြည့်တယ်ဒီလိုမျိုးပြည့်လုံးဆန်ခွဲ170ပါရှင်ဒါလက်ရက်ထဲတွေပါနော်ရွှေစင်တို့7တန်မဟုတ်နော်7တန်ပြည့်လုံးမဟုတ်နော်မကလာလေးရပြီအပြင်မှာပို့လာတယ်ရွှေစင်ရဲ့ဖုန်းထဲမှာနည်းနည်းလေးဖြော့နေတယ်နော်ရွှေစင်အဖက်သုံးလိုက်လို့လားမသိဘူးနော်နည်းနည်းလေးဖြော့နေတယ်တိလားအပြင်မှာပို့လာပါလေရှင်ကလာလေးတွေကြည့်ကျင်နေဆိုရင်ဘိုင်ဘာရွှေစင်ရဲ့ဒီ TikTok ကဘိုင်မှာဖုန်းနံပါတ်လေးတင်ပေးထားပါလေရှင်ဘိုင်ဘာမှာမေးလို့ရပါတယ်ပုံလေးတွေပြပေးပါကြည့်ပါလေရှင်အရင်ဝင်ကြည့်ရပါတယ်နော်လုံးဝဆင်ရငွေကျိုးလဲဆင်ရမလို့ပါဘူးရှင်ဒီမှာနော်ဒီကာလာလေးတွေကလည်း9စုံပြည့်အောင်ယူတာနဲ့ရှင်ရှင်ကွင်းလေးတစ်ခွင်းလေးပါနော်9စုံပြည့်ပြီဆိုတာနဲ့ခုနကကွင်းလေးတစ်ခွင်းလက်ဆောင်ပေးပါပါရှင်အရင်ဝင်ကြည့်ရပါတယ်နော်လုံးဝဆင်ရငွေကျိုးလဲဆင်ရမလို့ပါဘူးရှင်ဒါဆိုကဒီဗီဒီယိုထဲမှာလည်း54နဲ့လာယူတော့လို့ရှင်တစ်ထောင်လျှော့ပြီးနော်9စုံပြည့်အောင်ယူပုံမှန်ရောက်စီ9500မှာဒီဗီဒီယိုထဲမှာ9စုံပြည့်ပြီဆိုတာနဲ့ခုနကလုံငင်းလေးရွေးရကွင်းလေးတစ်ခွင်းလက်ဆောင်လေးရပါအောင်လေရှင်ဈေးရလည်းတစ်ထောင်လျှော့ပေးထားသေးတယ်နော်ဒီဗီဒီယိုထဲမှာပဲရမယ်နော်ဒီနေ့ဒီတရက်ပဲရမယ်နော်နောက်ရက်ကျရင်ရှင်ရသေးလားဆိုမရတော့ဘူးနော်ရှင်ခရစ်စမတ်မှာရှော့တင်လို့ရှော့ပေးတာပါစိုက်ပြီးအများကြီးရှာရှင်ကိုချစ်ပေးတဲ့ကာကာလေးရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်